များလုံးမင်္ဂလာခင်ဗျာ One Championship ကတန်းစင်နဲ့ပွဲထိုးရမယ်ဘက်စုကံပစ်ကိုပွဲမထိုးဖြစ်ခဲ့ပဲပွဲပြတ်သွားခဲ့မယ်ထိုးကြီးအပြေဝခံစားဝင်ပေးလိုက်တယ်လို့ကျွန်တော်သိရှိရပါတယ်တန်းစင်နဲ့ဘက်စုကံပစ်ထိုးရမယ်ပွဲစဉ်ကပွဲပြတ်သွားခဲ့ပြီဆိုတာကိုကျွန်တော်တို့မနေ့ကညနေပိုင်းကလေးကကြိုတင်ပြီးသိရှိခဲ့ရတယ်ဒါပေမဲ့ official အတည်ပြုချက်ကိုကျွန်တော်တို့မရရှိခဲ့ဘူးပေါ့လေဒါကြောင့်ဒီနေ့မှာပြိုင်ပွဲအတွက်ဝေးချိန်တာတွေ hydrogen test စစ်ဆေးတာတွေလုပ်တော့တခုအများအပြောင်းလဲဖြစ်မလားလို့ညှော်စောင့်နေကြတယ်ပေါ့ဒီတော့ဝေးချိန်တာတွေ hydrogen test စစ်ဆေးတာတွေဆောင်ရွက်တဲ့အချိန်မှာတန်းစင်ရဲ့ပြိုင်ပွဲဘက်စုကံပစ်ကပွဲပြတ်သွားပြီဆိုတာကိုအတည်ပြုချက်ပေးခဲ့တယ်အဲ့တော့ official ကြေညာချက်ထွက်တာနဲ့အတူတူပဲပေါ့လေပွဲထိုးရမယ်သူကာယကံရှိကိုယ်တိုင်ကအတည်ပြုလိုက်တာကိုပွဲပြတ်သွားတဲ့အကြောင်းကိုဒီတော့ပွဲပြတ်သွားတဲ့အချိန်မှာနောက်ဆက်တွဲဘာတွေဖြစ်လာသလဲတန်းစင်ကဘလို့အခြေအနေရှိခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့သတင်းဆက်လိုက်တယ်အဲ့တော့ဘက်စုကံပစ်ပြောထားတဲ့အထက်မှာဆရာဝန်ကတန်းစင်ရဲ့ကျမ်းမာရေးအခြေအနေစိတ်မချရတာကြောင့်ပွဲကိုထိုးခွင့်မပြုခဲ့တာအဲ့ဒါကြောင့်ပွဲပြတ်သွားခဲ့ရတယ်ဆိုတာကိုသူကရှင်းလင်းပြောကြားခဲ့တယ်ဒီတော့ကျွန်တော်တို့ဆက်ပြီးသတင်းနေလိုက်တဲ့အခါမှာတန်းစင်ကမျက်လုံးပြဿနာကြောင့်ပွဲထိုးခွင့်မရခဲ့တာဆိုတာကိုသိရတယ်ပေါ့လေမျက်လုံးပြဿနာကဘယ်လိုဖြစ်ထားတယ်ဆိုတာကိုတော့ကျွန်တော်တို့မသိကြရသေးဘူးလက်ရှိမှာသိရှိရတဲ့လောက်ကမျက်လုံးမှာအဆက်ပြောက်တွေတွေ့တယ် spot တွေတွေ့တယ်ပေါ့လေတန်းစင်ရဲ့မျက်လုံးမှာဒီလောက်ပဲသိရှိရပါသေးတယ်ခင်ဗျအဲ့တော့မျက်လုံးအခြေအနေဟာဆိုးဆိုးရွားမဖြစ်ပါစေနဲ့လို့ပဲကျွန်တော်တို့ကတော့ကြိုတင်ဆုတောင်းပေးပါတယ်တစ်ဖက်ကပတ်စုကံပစ်ကလည်းသူ့အနေနဲ့၄ဝဲဆက်တိုက်အရှုံးရလက်ကြုံခဲ့ရပြီးချိန်မှာတစ်နှစ်တောင်ပွဲမထိုးဘဲနဲ့နေခဲ့တယ်ပွဲထိုးဖို့အတွက်လေ့ကျင့်ပြင်ဆင်နေတာဖြစ်တယ်သူ့ကိုပွဲအမြန်ဆုံးပြန်တည်ပေးပါလို့ဝမ်ကိုတောင်းဆိုထားတဲ့အတွက်ဘက်စုကံပစ်ကိုဝမ်ကတခြားပြိုင်ပွဲကြီးတစ်ခုမှာ One Friday Fight တခြားနံပါတ်10မှာတန်းစင်မဟုတ်တဲ့တခြားပြိုင်ပွဲတစ်ယောက်နဲ့ပွဲပြန်ပေးလိုက်လိမ့်မလားပေါ့လေဒီလိုတော့စောင့်ကြည့်အောင်ရှိနေတယ်တန်းစင်ကတော့မျက်လုံးအခြေအနေပြန်ကောင်းပြီးတော့ကျမ်းမာရေးစိတ်ချရတဲ့အခြေအနေကိုရောက်မှာပဲပွဲထိုးရဖို့ရှိနေပါတယ်ခင်ဗျတန်းစင်အနေနဲ့အကောင်းဆုံးပုံစံတစ်ခုနဲ့ပြန်လာနိုင်ပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျပွဲမထိုးရဘဲနဲ့ထိုးကြည့်အပြေးဝရသွားတဲ့ဘက်စုကံပစ်ကိုလည်းဒီနေ့ကနေ congratulation လို့ဝမ်းသာစကားပြောပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ